ရီ14ရက်နေ့တဲ့ငါမှဘာမှတော့မသိဘူးနင်းအိတ်ထဲကဘာတွေလဲဟိုတယ်လက်မှတ်တွေလေထိုင်းနိုင်ငံနဲ့နာမည်နဲ့လည်းလိုက်ပါတယ်ဟိုဆရွက်ဖို့ဒီဆရွက်ဖို့နဲ့လာပြောနေတာနားတွေလည်းထိုင်းတော့မယ်အခုချိန်ဒီမြန်မာစကားပြော AI ဗီဒီယိုတွေမလုပ်တတ်သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုကြည့်လိုက်ပါဒီဗီဒီယိုမှာဆိုလို့ရှိရင်မြန်မာစကားကိုရှင်းရှင်းလင်းလင်းပြောတတ်တဲ့ဗီဒီယိုလေးတွေဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့အစဆုံးပြောပြပေးတော့မှာဖြစ်ပါတယ်ဒီလိုလုံနည်းလေးရဆိုရင်အများသူငါကြားမှာတော့ရေပန်းစားနေရကြပါပြီးအများသူငါတင်ပေးထားတွေမျှဝေပေးထားတွေအများကြီးရှိပါတယ်ကျွန်တော်ကတော့အခုချိန်ဒီအကြောင်းလေးတွေကိုစိတ်ဝင်စားပြီးတော့လိုက်လံရှာဖွေနေသေးတဲ့သူတွေမသိသေးတဲ့သူတွေတော့ကိုရည်ရွယ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ကဲ okay ဗီဒီယိုလေးကိုစောင့်မကြည့်ခင် channel လေးကိုလည်း subscribe လုပ်ပြီးတော့ဘေးကခေါင်းလုံးလေးလည်းနှိပ်ထားပေးအောင်နော် okay အဲ့တော့ကျွန်တော်တို့ကဖုန်းတစ်လုံးနဲ့ရှိရုံနဲ့အခုလိုမြန်မာစကားပြော AI တွေကို free လုပ်နည်းလေးကိုချက်ချင်းလုပ်ကြည့်အောင်ဗျကျွန်တော်တို့ရဲ့ဖုန်းလေးမှာရှိရဲ Chrome software နဲ့ဝင်လိုက်မယ်နော် okay အဲ့ဒီ Chrome software ကိုဝင်လိုက်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ကဒီရှာတဲ့နေရာမှာGemini Enterprise ဆိုတာလေးကိုကျွန်တော်တို့ကဒီမှာရေးပြမယ်နော် Gemini Enterprise ဆိုတာလေးကိုအဲ့ဒီစာသားလေးကိုနှိပ်ပြီးတော့ရှာလိုက်ပြအဲ့ဒီစာသားလေးကိုနှိပ်ပြီးရှာလိုက်ပြီဆိုလို့ရှိရင်ဒီကမှာ Google Cloud ဆိုတာလေးပေါ်လာလိမ့်မယ်နော် Google Cloud မှာဒီစာသားလေးနော်ဒီစာသားလေးကိုယူဆိုင်ပြီးကြည့်ပါအခြားပုံစံတူတွေရှိပါတယ်အခြားဒီမှာဆိုလို့ရှိရင်လည်းဒါ logo တူတဲ့ကောင်တွေရှိရဲဒါပေမဲ့ဒီစာသားမဟုတ်ဘူးနော်ကျွန်တော်တို့ Google Cloud ဆိုတဲ့ဒီစာသားလေးအဲ့စာသားလေးကိုကျွန်တော်တို့ကနှိပ်ရမှာဖြစ်ပါတယ် okay အဲ့ဒီတဲကိုနှိပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်start 30 day trial ဆိုလေးရှိပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ကဒါနှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အပေါ်မှာဒါအကောင့်ဝင်ထားပြီးသားပြုလို့အကောင့်တန်းပြီးတော့ပေါ်မှာဖြစ်ပါတယ် okay အဲ့တော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပေါ်လို့ရှိရင်ကျွန်တော်ဒီမှာဝင်ထားတဲ့အကောင့်ရှိရမို့လို့ကျွန်တော်ကဒီအကောင့်လေးကိုကျွန်တော်မဝင်ပြတော့ဘူးအောက်ကဒီမှာ sign in ဆိုတာလေးကိုကျွန်တော်တန်းပြီးတော့နှိပ်လို့ရပါတော့အဲ့တော့မိတ်ဆွေတို့ကဝင်မယ်ဆိုလို့ရှိရင်တော့ကိုယ်ဖုန်းထဲမှာရှိတဲ့ Gmail account တစ်ခုကိုရွေးချယ်ပြီးဝင်ပေးရမှာဖြစ်ပါတယ်ကဲအဲ့လိုမျိုးဝင်လိုက်ပြီဆိုလို့ရှိရင်တော့သူ့ရဲ့အထဲမှာရှိတဲ့ page တွေကိုတန်းပြီးတော့ရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒါ mobile phone နဲ့လုပ်လို့ရတဲ့နည်းလမ်းပေါ့နော်ကဲဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုထောက်မဲ့နေရာရောက်လာပါပြီဒီတော့လေးမှာကျွန်တော်ဝင်ထားတဲ့အကောင့်လေးကိုကြည့်လို့ရပါတယ်ဒါလေးကကျွန်တော်ဝင်ထားတဲ့အကောင့်လေးပေါ့နော်ကိုယ့်ရဲ့ Google account နဲ့ log in ဝင်အဲ့မှာ Google account ပေါ်ပါတယ် okay ဗီဒီယိုထောက်မဲ့နေရာတော့ကျွန်တော်ဒီနေရာပေါ့နော်ကဲဒီနေရာလေးဖြစ်ပါတယ်ဒီနားလေးကအလဲကသင်္ကေတလေးပေါ့နော်အဲ့ဒါဒီတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအောက်ဆုံး create video with VEO ဆိုတာရှိပါတယ်အဲ့ဒါလေးရွေးပေးရမှာဖြစ်ပါတယ်နော်ကဲဒါလေးကိုရွေးပေးလိုက်ပါမယ်အဲ့ဒါလေးရွေးပေးပေါ်လို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာစထည့်ရမယ် prompt ထည့်ရမယ်ပေါ့နော်သူ့မှာထူးခြားချက်ကောင်းတာကပိုကောင်းလာတာကအရင်လိုအင်္ဂလိပ်စာသားတွေထည့်စရာမလိုဘဲနဲ့မြန်မာစာသားဓာတ်ရိုက်တန်းပြီးတော့ထည့်လို့ရတာဖြစ်ပါတယ်ကျွန်တော်တို့စာရေးထားပြီးသားဖြစ်တဲ့ကြောင့်မလို့ဒီတိုင်းပဲထည့်လိုက်တယ်ပေါ့နော်okay အဲ့တော့ဒီမှာဆိုလို့ရှိရင်မြန်မာအဖောက်တယောက်ကဒါဟာတာလေးပေါ့နော်ရေစရာဟာတာပုံစံလေးဒါကြော်ကြီးကိုဒါရေစရာဟာတာဆဲဆိုနေတဲ့ပုံစံလေးပေါ့အဲ့ဒီမှာကျွန်တော်ရေးတာရှင်းရှင်းလင်းလင်းရေးထားတယ်နော်ဒီရောက်မှရေးလေးရတယ်ကျွန်တော်တို့ဒါကြိုရေးထားလိုက်တာပေါ့နော်ကိုပြောမဲ့စကားကိုကြတော့ဒီလို white green လေးနဲ့ဒီလို white green လေးနဲ့ထည့်ပေးရမယ်ပေါ့နော်ကိုပြောမဲ့စကားကိုပြောစီခြင်းတဲ့စကား white green နဲ့ထည့်ပေးရမယ်တခုရှိရကဗီဒီယိုက8စက္ကန့်စာပဲရမယ်8စက္ကန့်စာပဲရမှာဖြစ်တဲ့ကြောင့်စာသားတွေပြောစကားတွေအများကြီးမထည့်ဖို့လိုအပ်ပါတယ်8စက္ကန့်စာလောက်ပဲချိန်ပြီးထည့်ပါအဲ့ဒါပြောလို့ရှိရင်တော့ကျွန်တော်တို့အခြားဘာမှလုပ်ချင်မလို့ဒီဘေးကမြားလေးကိုသာနှိပ်ပေးလိုက်ပါဒီကစာသားတော့ကိုလိုချင်တဲ့ပုံစံတိုင်းတိတိကျကျလေးရေးပေးရင်ပိုကောင်းတယ်နော်okay ကျွန်တော်တို့ကစာသားလုပ်ပြီးရတယ်ဒီလိုမျိုးလေးပေါ်လာမှာပေါ့နော်အဲ့ဒီမှာအချိန်အနည်းငယ်စောက်ပေးရမှာဖြစ်ပါတယ်အဲ့လိုဗီဒီယိုထုတ်ထားတဲ့အချိန်မှာအပြင်ကိုမထွက်သွားဖို့ပြောအကြံပြုလိုပါเนาะတကယ်လို့ကျွန်တော်တို့က screen ကိုအပြင်ထွက်သွားတာမျိုးလုပ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုထုတ်တဲ့နေရာမှာ error ဖြစ်တတ်ပါတယ် error ဖြစ်တတ်ပြီးတော့ဒီဗီဒီယို upload cancel တွေပါဖြစ်ပြီးအစအနေပြန်ထုတ်ရတာမျိုးရှိတတ်ပါတယ်ဒါကြောင့်မလို့ဒီ wine လေးလေတာကိုကြည့်ပြီးတော့ကျွန်တော်တို့ကခဏစောက်ပေးရမယ်เนาะတိတ်တော့မကြပါဘူးတိတ်မကြတဲ့ကြောင့်မလို့ဒါလေးလေဆောက်ပြီးလို့ရှိရင်တော့သူကတစ်ချက်ရက်သွားမယ်เนาะအဲ့ဒါလေးလေနေနဲ့တစ်ချက်ရက်သွားမယ်ပြီးရင်နောက်တစ်ချက်ပြန်လဲပြီးဆိုလို့ရှိရင်အောက်မှာဗီဒီယိုလေးပေါ်လာမှာဖြစ်ပါတယ်โอเคအဲ့တော့စိတ်ရှိရှိနဲ့ခဏလေးဆောက်ပေးပါကိုပြောချင်တဲ့စကားလေးကိုကျွန်တော်တို့ကအဲ့မှာတစ်ခုရှိတာကဥမာမင်္ဂလာဆိုလို့ရှိရင်စာလုံးလက်တန်းလေးပေါင်းပြီးတော့เนาะစာလုံးအဆင့်တွေပါလေအဲ့လိုထက်တာမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့တိတ်ပြီးတော့ဟိုဒီအတန်တော့တွေလွဲမားနိုင်တယ်ဗောเนาะအဲ့တော့ကျွန်တော်တို့လက်တန်းစာလုံးလေးတွေပေါင်းထည့်ပြီးလို့ရတယ်ဒါကြောင့်မလို့စာလုံးထုတ်တဲ့နေရာမှာ prompt ရေးတဲ့နေရာမှာတော့ဒါဓာတ်ရိုက်ဟိုပြောမယ်ဆိုသူငယ်တန်းကလေးစာတင်တယ်လို့ပဲဒီ AM ကိုထွက်ချင်တဲ့အတန်ထွက်လေးထွက်လာအောင်လို့စာသားကိုရှင်းရှင်းလင်းလင်းရေးပြရမယ်ပေါ့နော်ဒီလိုလေးဆိုလို့ရှိရင်တော့သူကဗီဒီယိုလေးစပြီးတော့ထုတ်နေပေါ့နော်โอเคခဏဆောက်ပေးပါဒါဆိုလို့ရှိရင်တော့ကဲဗီဒီယိုလေးပေါ်လာပြီဗီဒီယိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာဗီဒီယို download ဆွဲဖို့အတွက်ဘေးနားလေးကခလုတ်လေးနှိပ်မယ်နော်
ဗီဒီယိုလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီတောက်လေးမှာပေါ့နော်အဲ့တောက်လေးမှာကျွန်တော်တို့ဒီဘက်တောက်လေးမှာပါဒီဘက်တောက်လေးမှာမြားလေးရှိသွားတယ်ဗီဒီယိုတစ်ချက်ထိလိုက်တဲ့ခါကျမှပေါ်လာတာပေါ့နော်ဗီဒီယိုတစ်ချက်နှိပ်ပြီးအဲ့ဘက်တောက်လေးနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာ download လေးကိုထပ်ပြီးတော့နှိပ်လိုက်မယ်နော်အဲ့ဒီ download လေးနှိပ်လိုက်မယ်ဆိုတော့အပေါ်မှာကျွန်တော်တို့ download ဆွဲတဲ့သင်္ကေတလေးပေါ်လာမှာပါဒါဆိုရင်ဗီဒီယို download ဆွဲပြီးသားဖြစ်ပါပြီအဲ့တော့ဗီဒီယိုလေးကိုကြည့်လိုက်အောင်ဗျပတ်စံပို့မယ်ဆိုတဲ့ဟိုအကောင်အခုတော့ကျွဲရှုံးလို့တဲ့အိမ်ကပါပြန်ပို့နေရတယ်စပကြော်ကြီးကဲအဲ့တော့ဗီဒီယိုလေးတွေ့ရတဲ့အတိုင်းပဲเนาะโอเคအဲ့တော့ကျွန်တော်တို့ဒီမှာရေးထားတဲ့အတိုင်းသူကတိတိကျထုတ်ပြရဖြစ်ပါတယ်သူကရက်30ကျွန်တော်တို့ free ရတယ်ပေါ့เนาะဒီ Gmail ကတခုရက်30 free ရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရက်30အတွင်းမှာဒီဗီဒီယိုလေးတွေကိုကျွန်တော်တို့ထုတ်လို့ရပါတယ်เนาะအရေးအတွက်ကတော့သူကလောလောဆယ်ကတော့ကျွန်တော်ထုတ်တဲ့လောက်ကိုရနေတဲ့အနေအထားရှိပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ရလို့ရှင်တော့ကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုလေးတွေအခုလိုမျိုးရေးပြီးတော့ရှင်းရှင်းလင်းလင်းထုတ်လို့ရဖြစ်ပါတယ်โอเคအဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကိုပေါ့ကိုဗီဒီယိုကြည့်ပြန်နဲ့ထုတ်ကြည့်ပါအဆင်မပြေလို့ရှင် comment လေးမှာရေးခဲ့ပေးလို့ရပါတယ်အဆင်ပြေလို့ရှင်လည်း comment လေးမှာတစ်ခုခုရေးခဲ့ပါโอเคအဲ့တော့အားလုံးအဆင်ပြေမလို့ထင်ပါတယ်ဗျ